နောက်ဆုံးမှာကစားလိုက်လို့ဖြစ်သွားလဲအဲ့တော့ရတယ်ကစားလိုက်တော့ပြီးတော့ပြီးမတရားလူတွေအကုန်လုံးရှောက်နေကြတော့မရဖြစ်နေ30တော့ဖြစ်နေအဲ့တော့30ရပြီပို့ပါလာဟိုကတော်တော်လေးကြာဆောင်များတယ်အဲ့တော့ဒီချေတို့နှစ်က2025တော့ကအယောက်900ကျော်ရှိအဲ့ဒီအယောက်900ရဲ့မှာ44ရောက်နေပြီအဲ့လိုမျိုးပေါ့နော်အစစ်စစ်ထုတ်ပြီးတော့မှအေးချေတယ်အဲ့တော့ scholarship ရဖို့ပြန်ဆန်းဖို့အရင်များတယ်အဲ့တော့ကိုကအကောင်းဆုံးလုပ်ပြီးမဲ့ခါလေးကများတဲ့အခါမျိုးရှိနော်အဲ့တော့ပြန်ဆန်းဖို့အရင်များတဲ့ကြောင့်မို့ဒီချာလေးပြင်ဆင်ဖို့လိုတယ်အဲ့တော့ကျွန်တော်နေရာလာနေတယ်အဲဒီရောက်တော့မှစာပြေးတယ်စာပြေးပြတဲ့ဆရာတော့ဆရာလည်းရှင်တယ်ဆရာလည်းပြင်ဒီပါဘူးဒီအဲ့ဆိုတော့ဒါဆိုတော့ဒီကျတော့ဒီမှာလေးမဲနဲ့မင်းသမီးဆိုတော့ဘယ်လိုလုပ်ရလဲโอเคမင်းသမီးညဆိုတော့လုပ်လို့ရတယ်လုပ်လို့ရတယ်โอเคမင်းရောက်ပါမယ်သမီးရဲ့โอเคမေးဖို့ကြောင်းလည်းနော်အားတာချက်နဲ့အားနေချက်ကပါလေအားတာချက်ကရောက်ပြည့်တယ်ပါလေတော့ပါလေတော့ရှိတော့မှာပါလာတယ်ဒီလိုဒီလိုက်ဒီပေါ့ဒီโอเคဒီနောက်တော့ပြောဒီပေါ့ဒီကျင်းနေတယ်တော့အကေကျောင်းတက်ဖို့အဲ့လိုမျိုးပညာတော်ဒီပတ်သက်နေအများကြီးပေးကျောင်းထားပြီးမှလာတာဆက်လို့ဘောကအင်ဂျင်နီယာလေးဖြစ်သွားလို့ပါအဲ့လိုမျိုးဆိုပါလို့အင်းလိုက်ပါမှာပြီးတော့ခေါ်ရမှာလားခေါ်ရမှာလို့တကယ်ချင်းတွေပေါ့အိမ်မှာလေခေါ်လာကြတာโอเคWe